အားလုံးပဲမင်လာပါဆရာ grade 12 math 22ချက် class ကိုဆက်လက်ပြီးတော့တွားရအောင်ဆရာ chapter 8ကိုရောက်ပါ chapter 8မှာ graph ဆွဲရန်အတွက် 5 key point ကိုဆိုတော့အနှစ်ချုပ်ပြန်ပြီးတော့မှတ်မိအောင်ပြန်ပြီးတော့နှွေးမယ်ဒီ 5 key point ဆွဲတတ်လို့ရှိရင် graph တွေဆွဲတတ်သွားပြီလေအရင်ပိုင်းသင်ခန်းစာမှာ graph ဘယ်နှခုပြီးသွားပြီလဲဆိုရင် number 1ကအဲ့တော့အခြေခံ graph ဖြစ်တဲ့ y equal log h v2 ဆိုတဲ့ graph ဆွဲပြီးသွားပြီပြီးတော့ခါ number 2 graph ကကြတော့ y equal log h v1 2ဆိုတဲ့ graph ပြီးသွားပြီဒီ graph လေးတွေကိုဘယ်လိုဆွဲမလဲဆိုတော့ 5 key point ကိုအနှစ်ချုပ်အနေနဲ့ပြန်မှတ်မိအောင်ပြောမယ်နံပါတ်3ကကြာဆက်ဒီမှာ y equal 2 log ဆက်ဒီမှာ2 log h v2 ပေါ့ဒီလိုမျိုး graph တွေဆွဲခဲ့ပြီးနံပါတ်4ကဘာလဲဆိုလို့ရှိရင်ဆက်ဒီမှာ y equal ဆက်ဒီမှာ log h square v2 ပေါ့ဒါမျိုး graph ပုံစံဆိုတော့ပုံစံ4မျိုးဆက်ပြောခဲ့ကြပြီအဲ့တော့တင်ယူတော့နံပါတ်1ပေါ့ y equal အခြေခံ graph ဖြစ်တဲ့ log h v2 ကိုဘယ်လိုမျိုးဆွဲမလဲဆိုလို့ရှိရင်ဒီမှာဆိုတော့ဒါနံပါတ်1ကိုဆိုအရင်ပြောမယ်နံပါတ်1ပေါ့အဲ့တော့ဒီမှာနံပါတ်1ဒီ graph လေးပေါ့နော်ဆိုတော့8တန်ဖို့ဒါ y တန်ဖို့ပေါ့အဲ့တော့ဒီမှာ 5 key point စဉ်းစားတဲ့အခါမှာဆိုတော့4ကနေစစဉ်းစားမယ်ဘာကြောင့်4ကနေစစဉ်းစားရတယ်လဲဆိုရင်ဒီ8ရဲ့နေရာမှာ4ထည့်ရင် y တန်ဖို့ရမှာအဲ့တော့8ရဲ့နေရာမှာ4ထည့်မယ်ဆိုရင်4ဆိုတာ2 square အဲ့ဒီမှာရှိတဲ့ power ရှိပို့လိုက်တဲ့အခါမှာအဲ့တော့ log 2/2ဆိုလို့ရှိရင်ပျောက်သွားပြီးတော့ရှေ့ကနေပြီးတော့2ရအောင်လို့ပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဆိုတော့ဒီမှာဒီ8ရဲ့နေရာမှာတန်ဖိုးတွေစားသွင်းတဲ့အခါမှာအောက်က v နဲ့ပြေလည်စေမဲ့ကောင်ကိုစဉ်းစားပြီးတော့အစားသွင်းတာဖြစ်ပါတယ်ဒါကြောင့်ဆိုတော့ဒီမှာ8ရဲ့နေရာမှာ4စားသွင်းလိုက်တယ်4အဲ့ရဲ့နေမှာ4စားသွင်းလိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားမလဲဆိုရင် y equal log အဲ့ရဲ့နေမှာ4ဖြစ်သွားတယ်ဒီမှာ2ပေါ့အဲ့ဒီမှာဆိုတော့ log 4ဆိုတာက2 square ဖြစ်တယ်အောက်က2ဖြစ်တယ်ဒီမှာရှိတဲ့ power ရှေ့ပို့လိုက်တဲ့အခါမှာ2ဒီမှာ power ရှေ့ချလိုက်တဲ့အခါမှာlog 2/2ဒါဆိုနောက်ဆုံးနေဆို log 2/2နဲ့နံပါတ်နဲ့ v နဲ့တူသွားတဲ့အခါမှာ2ပဲရမှာဒါဆိုရင်ဒီမှာဆိုတော့ y တန်ဖိုးက2ပေါ့ဒီရတာဖြစ်ပါတယ်အဲ့တော့ဒီကောင်တစ်ခုစဉ်းစားပြီးသွားပြီဆိုရင်နောက်က point 4 point ကအလွယ်စဉ်းစားလို့ရတယ်ဘယ်လိုမျိုးအလွယ်စဉ်းစားမလဲအဲ့တော့ဘယ်လိုမျိုးလွယ်စဉ်းစားမလဲဆိုရင်ဒီမှာ4ရှိတယ်ပေါ့အဲ့တော့4ကိုဆရာတို့ကနေပြီးတော့နိုင်နော်ဒီမှာရှိတဲ့4ရှိတယ်အဲ့တော့ဆရာတို့ဘာလုပ်ကြမလဲခဏလေးပါဒီမှာရှိတာကနော်4ရှိတယ်အဲ့ဒီ4ကိုဆရာ2နဲ့စားလိုက်ပေါ့4နဲ့စား2ရတယ်ဒါဆိုရင်ဒီမှာလိုက်မယ်ဆိုရင်ဒီနဲ့မှာ2လာရေးလိုက်အောင်မယ်ဒီမှာ2ရှိကြသေးတယ်အဲ့ဒီ2ကိုဆရာပါဆက်လုပ်မယ်ဒီမှာရှိတဲ့2ကိုထပ်ပြီး2နဲ့စားလိုက်မယ်2နဲ့လီ2ဆိုတော့1ရတယ်အဲ့ရလာတဲ့1ကိုဒီမှာလာပြီးတော့ရေးပါတယ်ဗျာပြီးသွားတဲ့ခါမှာနောက်ထပ်ဒီဘက်ပါရေးမယ်ဆိုရင်ဒီ1ကို2နဲ့2နဲ့ထပ်စားမယ်1ကို2နဲ့စားတယ်1/2ရတယ်အဲ့တော့1/2ကိုဒီမှာထပ်ပြီးတော့လာရေးပါတယ်ပြီးတဲ့ခါမှာအဲ့ဒီ1/2ကို2နဲ့ထပ်စားတဲ့အခါမှာဒါမှလည်းတဲ့ခါမှာဆိုတော့ဒီမှာ1/2ဒါမှလည်းတဲ့ခါမှာ1/2ဆိုတော့1/4ရမှာပေါ့အဲ့ဒီ1/4ဒီမှာလာရေးတာဖြစ်ပါတယ်ဟောဒီလိုမျိုးလေးလာရေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီတိုင်းရရှိသွားပါတယ်နော်အဲ့တော့ကျွန်တော်ကဒီမှာရှေ့ကနေပြီးတော့4ဆိုတဲ့ကောင်တစ်ခုစဉ်းစားတက်လို့ကျန်တဲ့ကောင်လေး2နဲ့လိုက်စားသွားလိုက်တယ်အဲ့တော့ပြောချင်တာကဒီမှာ4 2 1 1/2 1/4ဖြစ်တယ်အဲ့ဒီမှာရှိတဲ့ဒီမှာရှိတဲ့8ရဲ့နေရာမှာ2စားသွင်းတဲ့အခါမှာရသွားတာကဆိုတော့ဒီမှာဒီနေရာမှာ1ဖြစ်မယ်ပြီးသွားတဲ့အခါမှာဒီနက်လေးကဘာဖြစ်သွားမလဲဆိုရင်0ဖြစ်မယ်ဒီနက်လေးမှာကျတော့ -1 ဖြစ်မယ်ဒီ a ရဲ့နေမှာ1/2ထည့်လို့ရှိရင် -1 ဒီ a ရဲ့နေမှာ1/4စားသွင်းလိုက်လို့ရှိရင်ဆိုတော့ဘယ်လိုရတော့ဆိုရင်ဒါဒီ -2 ပေါ့ဒါလည်းအရင်ပိုင်းသင်ခန်းစာမှာဆရာအသေးစိတ်ပြောခဲ့ကြပြီးပါပြီအဲ့တော့ဒီမှာ y equal log h v2 ပေါ့ y equal log h v2 တော့ဆိုလို့ရှိရင် 421 1/2 1/4မှတ်ထားရမယ်အောက်ကတော့210 -1 -2 ပေါ့ဒီလိုမှတ်ထားဖို့လိုပါတယ်အဲ့ domain နဲ့ range နဲ့ကကြတော့ဒီကောင်ကို graph ဆွဲပြီးတော့စဉ်းစားလိုက်ရင်ဒါလေးကလွယ်လွယ်လေးတွေပါဆရာအရင်ပိုင်းသင်တာပြောခဲ့ပြီးပြီ domain ဆိုတာ function ရဲ့ graph ကိုပြည်လည်စေတဲ့8တန်ဖိုးရဲ့အစု8ဝင်ရိုးပေါ်ကိုဆိုတော့ line လေးဆွဲချကြည့်လိုက်ပေါ့ range ဆိုတာ function ရဲ့ graph ကိုပြည်လည်စေတဲ့ y တန်ဖိုးရဲ့အစု graph ကနေပြီးတော့ y ဝင်ရိုးပေါ်ကိုဆိုတော့မြင်းချောင်းလေးဆွဲကြည့်ပြီးတော့ရှာလို့ရတယ်အစမ်းတုပ်ဆိုတာဆိုတော့ဒီမှာဒီကောင်လေးဒီ8ရဲ့နေရာမှာ0နဲ့ပြင်ကြည့်လိုက်မယ်တကယ်လို့ဒီမှာ h - 1ဆိုလို့ရှိရင် -1 0နဲ့ပြင်ကြည့်လိုက်ရင်8တန်ဖိုး1ဒီဆိုတော့ဒီမှာအစမ်းတုပ်မြင်ပေါ့တကယ်လို့ဒီနေရာမှာဆိုတော့နေပြီးတော့ h + 2ဆိုလို့ရှိရင် +2 ကို0နဲ့ပြင်ကြည့်လိုက်မယ်+2ထွက်ပေါ်လိုက်တဲ့အခါမှာ h - 2 h = -2ဒီအစမ်းတုပ်မြင်လို့ဖြစ်သွားတာဖြစ်ပါတယ်အဲဒါလေးစဉ်းစားတာလွယ်ပါတယ်အရင်သင်ကပြောခဲ့ပြီးသားဒါဆိုရင်ဆိုတော့ကနေပြီးတော့ y = log h v2 က 421 1/2 1/4ဖြစ်သွားပြီဒါဆိုနံပါတ်1နံပါတ်2ဆက်သွားမယ်ဒါဆိုဒါမှတ်ထားပြီဒီကောင်ရတယ်ဆိုလို့ရှိရင်ဒီ log h v2 ဆက်တက်သွားပြီအဲ့ဒါတော့မှဆိုတော့ y = log h v 1/2တော့သွားမယ်ဒါဆိုနံပါတ်2ပြောင်းလိုက်တော့မယ်နားလေးမှာဆိုနံပါတ်2ပေါ့နော်နံပါတ်2ကဆိုတော့ y equal log h v 1/2ပေါ့ဒါဆိုရင်ဒီမှာ8တန်ဖို့နေရတော့ 421 1/2 1/4ဒါတွေမပြောင်းလဲဘူးဒီကောင်ပြန်ထည့်မှာပဲအဲ့တော့ဘယ်နေရာပြောင်းလဲသွားမလဲဆိုလို့ရှိရင်ဆိုတော့ဒီမှာဒီနေရာလေးပေါ့အဲ့တော့အောက်ကဒီကောင်လေးပြောင်းလဲသွားမှာ y တန်ဖို့ပြောင်းလဲသွားမယ်အဲ့တော့ y တန်ဖိုးတွေပြောင်းလဲသွားမယ်ဆိုရင် y equal log 8b 1/2တဲ့ y တန်ဖိုးပြောင်းလဲတာလေအထူးထူးပြောင်းလဲသွားတာမဟုတ်ဘူးဒီနေရာမှာပေါ့ဆိုတော့ +2 ကနေပြီးတော့ -2 ပြောင်းလဲသွားမယ် +1 က -1 ဖြစ်သွားမယ်0က0ပဲဒီမှာရှိတဲ့ကောင်က+1 -1 ဆိုရင်+1 ဖြစ်သွားမှာပေါ့နော်ဒီကောင်ဆိုတော့နေပြီးတော့
minus 1တော့ plus 1ဖြစ်သွားမယ်အဲ့တော့ဒီနန်းလေးမှာတစ်ချက်လောက်ဒီမှာဆိုတော့ဒီကောင်လေးပေါ့နော်ဒါ4ရဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒါလေး plus 1ဖြစ်သွားမယ် minus 2ဆိုလို့ရှိရင် plus 2ဖြစ်သွားမယ်လက္ခဏာပြောင်းသွားတာပါပဲအဲ့တော့ y equal ဒီကောင်နှစ်ခုပေါ့နော် y equal log 8 b 2နဲ့ y equal log 8 b 1/2နဲ့ကဘာရဲ့ပြောင်းလဲသွားလဲဆိုလို့ရှိရင်အောက်က y တန်ဖို့ပြောင်းလဲသွားတယ်အဲ့ဒီ y တန်ဖို့ပြောင်းလဲသွားတယ်ဆိုတနည်းအားဖြင့်သူစီ reflection on 8 is it ပေါ့ဒီကောင်နှစ်ခု red နှစ်ခုဒီတစ်ခုအပြင်အလန် reflection on 8 is it ဖြစ်တယ်ဆိုတာအရင်ပိုင်းသင်ခန်းစာပြောခဲ့ပြီးပြန်ပြီးတော့အနှစ်ချုပ်နေတယ်ဆိုတော့ပြန်နားလေအောင်ပြန်ပြောနေတာနော်အဲ့ပြီးအဲ့တော့ဒီမှာဒါလေးဆိုတော့ပြန်ပြီးတော့ပေါ်သွားတယ်ဒါလေးတစ်ချက်ပြန်ဖြတ်လိုက်မယ်နော်ဒါဆိုတော့နေ plus ဖြစ်ရမှာပါအဲ့တော့ဒီမှာဆိုတော့ဒါလေး plus 2ပေါ့နော်အဲ့ဆိုတော့နေပြီးတော့ဒီမှာရှိတဲ့ point အနေနဲ့ပေါ့ဒီ point နေ 4, -2, 2, -1, 1,0, 1,2,1, 1,4,2 ဒီအမှတ်တွေနဲ့ဆွဲလိုက်ရင်ဆိုတော့ဘာရရှိသွားမလဲဆိုလို့ရှိရင်ဒီ y equal log 8 1/2ဆိုတော့ကိုရရှိသွားတယ်ဒီကောင်နှစ်ခုကတစ်ခုအပြန်အလှန် reflection 8 is ဖြစ်တယ်ဆိုတာသိပြီးပြီဒါဆိုရင်ဆရာတို့ကနေပြီးတော့1နဲ့2နဲ့ပြီးသွား number 3ဆက်သွားရအောင်နော်အဲ့ဒါလေးဖြတ်လိုက်တော့မယ်အဲ့တော့ number 3ပုံစံပေါ့ number 3ပုံစံじゃဒီမှာဆက်ဘယ်လိုရှိခဲ့ဆိုရင် y equal အဲ့ဆိုဒီမှာ2 log ဖြစ်သွားမှာနော် y equal 2 log 8 2ပေါ့ဒါဆိုဒီကောင်တော့ဒီကဘယ်အိုင်းလာလဲဆိုရင်သူ့ရဲ့အခြေခံ function က y equal log h 2အိုင်းလာတာဖြစ်ပါတယ်ဖြစ်သွားတာက y equal 2 log h 2ဆိုတဲ့အတွက် y တန်ဖို့ကို2နဲ့မြောက်တယ်ဆိုတာဒါဒီဘာဖြစ်မလဲဆိုလို့ရှိရင်ဆက်လို့ vertical scale ပေါ့ scale factor ကြတော့2နဲ့ဖြစ်ပါတယ်အဲ့တော့ y equal log h 2မှာကြတော့အပွိုင်လေးက 8,y လို့ရှိတယ်အဲ့သူ့ကို vertical scale factor 2ဆိုတဲ့အတွက် vertical scale မှာ y တန်ဖို့2နဲ့မြောက်လိုက်အောင်မယ်8ကတော့8တိုင်းပြန်ရေးမယ်ဆိုတော့ y တန်ဖို့နေမှာ2ဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီမှာဆိုတော့ y number 3ပေါ့ y equal 2 log 8 2ဒါဆိုလို့ရှိရင်8ကတော့8ပဲဒီမှာ y ရဲ့နေရာမှာ2 ဖြစ်သွားမယ်ဒါဆိုရင် a ရဲ့နေရာကတော့ဘာမှအထွေထူးမဟုတ်ဘူးအဲ့ဒီသူကလာမှဆိုတော့ဒီ y equal log 8 2ကလာတာမဟုတ်သူ့ရဲ့ဆိုတော့ point လေးတွေကဆိုခုနလိုပဲ4 2 1 1/2 1/4လို့ရှိမယ်ခုနကတော့ y တန်ဖိုးတွေပေါ့အရင်ပိုင်းသင်္ကန်းရခဲ့တဲ့ y တန်ဖိုးတွေကိုပဲ2နဲ့မြောက်ပေးလိုက်အောင်မယ်အဲ့တော့အရင်ပိုင်းသင်္ကန်းရခဲ့တဲ့ y တန်ဖိုးဘယ်လိုရခဲ့လဲဆိုလို့ရှိရင်ဒီ log 8 2ပေါ့ဒီ log 8 2မှာ y တန်ဖိုးကဘယ်လိုရှိခဲ့ဆိုလို့ရှိရင်4တော့ဆိုရင်2ရယ်1ရယ်0ရယ် -1 ရယ် -2 ရှိခဲ့တယ်ဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ 4,2 ဒီ2ကိုဆိုတော့ဒီမှာ2နဲ့မြောက်တဲ့အခါမှာ4ရသွားတယ်မယ်ဒီမှာရှိတဲ့1ကို2နဲ့မြောက်တဲ့အခါမှာ2ရသွားမယ်ဒီမှာရှိတဲ့0 2နဲ့မြောက်တဲ့အခါမှာ0ရသွားမယ် -1 ကို2နဲ့မြောက်တဲ့အခါမှာ-2ရသွားမယ် -2 ကို2နဲ့မြောက်တဲ့အခါမှာ-4ရသွားမယ်ဒါဆိုရင်ဆရာတို့ကနေပြီးတော့ဒီအမှတ်တွေသုံးဆွဲလိုက်ပေါ့ဒီအမှတ်တွေကိုသုံးပြီးတော့ဒီမှာဒီမှတ်နှစ်မှတ်ဒီအမှတ်အားလုံးသုံးဆွဲလိုက်ဆရာတို့လိုချင်တယ် y equal 2 log h 2ဆိုတဲ့ဆိုတော့ဒီမှာ vertical scale လောက်ထားတဲ့ number 3 graph ရရှိသွားမှာဖြစ်ပါတယ် number 4 graph ကိုဆက်သွားမယ်နော်အနှစ်ချုပ်ဆို number 4ကိုဆက်ပြောမယ်အဲ့တော့ဆို number 4ကိုဆက်ပြောမယ်ဆိုလို့ချင်းတစ်ချက်တော့ဒီမှာ number 4ကကြာဘယ်လိုရှိ number 4လေးကြာဆိုတော့အနေနဲ့စဉ်းစားရမယ် y equal log h square 2ပေါ့အဲ့တော့ y equal log h square 2ဆိုတဲ့အတွက်ဆိုတော့ဒီမှာဒါဒီ number ဖြစ်တယ်ဒါ base ဖြစ်တယ်အဲ့တော့ number တွေဒီတုံညထက်ကြီးအောင်ပြောတဲ့အခါမှာဒီ h ရဲ့နေရာမှာအပေါင်းကိန်းထည့်ရင်လည်းတုံညထက်ကြီးတယ်ဒီ h ရဲ့နေရာမှာအနှုတ်ကိန်းထည့်လိုက်ရင်လည်းတုံညထက်ကြီးဦးမှာပဲအနှုတ်ကိန်းကိုနှစ်ထပ်တင်အပေါင်းဖြစ်သွားတာဒါကြောင့်ဆရာကနေပြီးတော့ဒီ h ရဲ့နေရာမှာအပေါင်းကိန်းဆိုတဲ့တုံညထက်ကြီးတာထည့်ပေးရမယ် x greater than 0အနှုတ်ကိန်းဆိုတဲ့ဒီနေရာမှာဆရာကနေပြီးတုံညထက်ငယ်တဲ့ h less than 0ဒီကထည့်ပေးအောင်ဖြစ်ပါတယ်အဲ့တော့အခြေအနေနှစ်ရက်ရှိပါတယ်အဲ့တော့ဒီမှာဆရာကဒီ h ရဲ့နေရာမှာအပေါင်းတန်ဖိုးတွေအနှုတ်တန်ဖိုးတွေထည့်ရပါမယ်အဲ့တော့ဒီမှာ h ရှိတယ်မယ် y ရှိမယ်အဲ့တော့ဒီမှာသိရမှာ y equal log h square 2ဆိုတာဒီမှာရှိတဲ့ square ကိုရှေ့ပို့လိုက်တဲ့အခါမှာ y equal 2 log h 2ဖြစ်သွားတဲ့အခါမှာ2ဆိုတာ y တန်ဖို့2နဲ့မြောက်ထားတယ်မှာ vertical scale ဖြစ်သွားတဲ့အခါမှာ y တန်ဖို့2နဲ့မြောက်ပြီးဖို့လိုတယ်ဒါအရင်ပိုင်းသင်ခန်းစာ log h square 2မှာပြောခဲ့ပြီအဲ့တော့ h ရှိတယ်ဒီမှာ 2y ရှိတယ်အဲ့တော့ပြီးသွားတဲ့အခါမှာဆိုတော့ဒီ8တန်ဖို့တွေကတော့ခုနလိုပါပဲ4ရယ်ဒီမှာဆိုတော့2ရယ်1ရယ် 1/2ရယ် 1/4ရယ်လို့ရှိမယ်အဲ့တော့ဆိုတော့ဒီမှာဒီ graph ဆိုလို့ရှိရင် a ရဲ့နေရာမှာအပေါင်းတန်ဖိုးတွေထည့်အောင်ဖို့ဒီမှာ +4 +2 +1 +1/2 +1/4 ပေါ့ပြီးသွားတဲ့ခါမှာဒီမှာ8တန်ဖိုးဒါ8တန်ဖိုး greater than 0ပေါ့8တန်ဖိုး less than 0ဆိုတဲ့အနှုတ်ကိန်းနဲ့ထည့်ရမယ်အဲ့တော့8တန်ဖိုး -4 နဲ့ထည့်ရမယ် -2 နဲ့ထည့်ရမယ်ဆိုတော့ -1 နဲ့ရှိမယ်8တန်ဖိုး -1/2 နဲ့ရှိမယ်8တန်ဖိုး -1/4 နဲ့ရှိမယ်အဲ့တော့ plus တွေတစ်ခါထည့်မယ် minus တွေတစ်ခါထည့်မှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးသိထားဖို့လိုတယ်အဲ့တော့ဒီ a square ပြဆိုလို့ရှိရင်plus or minus 4 plus minus နှစ်ခါထည့်ပေးရမယ်ဆိုသိထားပေးရမယ်ငါကရှိတဲ့ကောင်ကဒီနှစ်လေးမှာရှိခဲ့တာဘယ်လိုရှိခဲ့ဆိုရင်2 1 0 -1 -2 ရှိခဲ့တယ်ဒါကိုဆက်ရှိက2နဲ့မြောက်တဲ့အခါမှာဒီကောင်က4ဖြစ်သွားမယ်ဒီကောင်က2ဖြစ်သွားမယ်ဒါ0ဖြစ်သွားမယ်ဒါ2မြောက်တဲ့အခါမှာ -2 ဖြစ်သွားမယ်ဒီကောင်ကကြာ2နဲ့မြောက်တဲ့အခါမှာ -4 ဖြစ်သွားမယ်ပေါ့အဲ့တော့ဒီအမှတ်တွေသုံးပြီးတော့ဆွဲလိုက်ရင်ဒီ graph ကိုရရှိသွားမှာဖြစ်ပါတယ်
တိထားမှာဒီ y equal log a square b2 ဒီမှာ a square ပါတယ်ဆိုလို့ရှိရင် plus နဲ့ minus နှစ်ခါထည့်ပေးရမှာမို့ graph ကနှစ်ခုရှိမယ်ဆိုတာသိရမယ် romain နေ range နေအစမ်းတုပ်တွေကတော့ဆိုတော့အရင်ပိုင်းသင်ခန်းစာမှာရှင်းပြခဲ့ပြီးပြီ graph ကိုကြည့်ပြီးအလွယ်တကူစဉ်းစားအောင်မယ်ဒါ function ရဲ့ graph ကိုပြည့်တဲ့ x တန်ဖိုးရဲ့အစုဒါ y တန်ဖိုးရဲ့